တော်ကြီးရဲ့အဆက်မှာအင်ဂျီကျကျနဲ့တီရှိနေတဲ့တဲစုရွာကလေးဟာပုံမှန်အားဖြင့်တော့ညင်းတဲ့တကောင်ရဲ့အရှိန်ဆိုရင်အရန်ကိုတိတ်ဆိတ်ငြိမ်သက်လေးရှိပါတယ်။ပစင်းရင်ခွဲတန်တွေနဲ့တောပိုးကောင်လေးတွေရဲ့တစီစီမြေတန်ကလွဲလို့ပတ်ဝန်းကျင်တစ်ခုလုံးဟာငြိမ်သက်လျှောက်ကပ်နေကြတာပါ။ဒါပေမဲ့လွန်ခဲ့တဲ့2ရက်3ရက်ကစပြီးအဲ့ဒီအေဂျင့်ရဲ့တိတ်ဆိတ်မှုတွေဟာကြောက်မဖွယ်ကောင်းတဲ့အတန်တွေကြောင့်ပျက်စီးလို့သွားခဲ့ပါပြီ။မောင်မိုက်နေတဲ့အချိန်ရွာထဲကနေတရိတ်ဆန်တွေရဲ့နာကျင်လွန်းလွန်းအော်ဟစ်လိုက်တဲ့အတန်တွေကညအမောင်တူကိုထိုးဖောက်ပြီးထွက်ပေါ်လို့လာတတ်ပါတယ်။အဲ့ဒီအတန်တွေဟာတာမန်တရိတ်ဆန်ဟောက်တန်မျိုးမဟုတ်ရပဲတစုံတစ်ခုရဲ့အန်ဒီရဲ့ပြုမှုကိုခံလိုက်ရသလိုအတကုံအော်ပြီးမှရုတ်တရက်ပြန်လဲငြိမ်သက်သွားလေရှိတာပါ။မိုးတောက်လို့အလင်းရောင်ဖြော့ဖြော့လေးဖြာကျလာတဲ့အခါတဲစုရွာကလေးရဲ့ငြိမ်သက်မှုဟာထိတ်လန့်တုန်လှုပ်မှုတွေအဖြစ်ပြောင်းလဲလို့သွားခဲ့ပါတယ်။အကြောင်းကတော့ရွာသားတွေဟာသူတို့ရဲ့ရှံဝန်းတွေထဲမှာအမြဲတမ်းကျွေးမွေးထားတဲ့အိမ်မွေးတရိတ်ဆန်လေးတွေရဲ့ရုပ်အလောင်းတွေကိုရင်းနှင်းပွေရမြင်တွေ့လိုက်ကြရလို့ပါပဲ။ဒီဆုံးနေတဲ့တရိတ်ဆန်တွေရဲ့အရှိအနေဟာကြီးရယုံနဲ့တင်ထူးဆန်းနေပြီးလေပင်နဲ့ပိုက်သားတွေမှာတစုံတစ်ခုကကိုင်ခဲဝါမျိုးထားသလိုစုပ်ပြတ်တက်နေတဲ့တန်ရာကြီးတွေနဲ့ပွင့်ထွက်နေပါတယ်။မိုးပြီးထူးဆန်းတာကတော့အတွင်းကလီစာတွေဟာအစာအနာတော်မကျန်တော့ပဲအကုန်လုံးအစားခံထားရတာပါ။ဒီနေ့မနက်မှာတော့ရွာသားတွေဟာအပွားအုံးမြရဲ့ရှံဝင်းထဲမှာမွေးထားတဲ့ခွေးလေးဘိုနီရဲ့ရုပ်အလောင်းကိုဝိုင်းအောင်ပြီးကြည်နေကြပါတယ်။ဒီဆုံးနေတဲ့ခွေးလေးရဲ့အရှိအနေဟာအရင်ကဖြစ်ရက်တွေလိုပဲအတွင်းကလေးသားတွေပျောက်ဆုံးလို့နေခဲ့တာပါ။အဲ့ဒီလူအုပ်ထဲမှာစိုးတင်ဆိုတဲ့လူရွယ်တယောက်လဲပါဝင်ပြီးသူဟာတိတ်ဆုံးနေတဲ့ခွေးအသေးကောင်ကိုစိုက်ကြည့်ရင်အခုလိုပြောလိုက်ပါတယ်။ငါတိုက်ချက်တွေလည်းမင်းညာက3កောင်တော့အသက်ခံလိုက်ရပြီကွာ။စိုးတင်ရဲ့စကားကြောင့်ရွာသားတွေရဲ့ကြားထဲမှာပိုလို့တောင်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ဒီတစ်ခါမှာတော့အနားမှာရှိတဲ့ရွာသူကြီးဦးတာစိန်ကတေးဆုံးနေတဲ့ခွေးအလောင်းကိုတေရှာစစ်ဆေးပြီးတဲ့နောက်သူ့ရဲ့စိုးရိမ်မှုကိုအခုလိုပဲထပ်လောင်းပြောကြလိုက်ပါတယ်။ဒါဟာတာမန်ခွေးအားဒါမှမဟုတ်တောခွေးတွေလောက်တာမဟုတ်တော့ဘူး။မင်းတို့ကြည့်အောင်လေပိုက်တဲကကလေးစားတွေကိုအကုန်နှိုက်စားသွားတာကွာ။ငါအတင်တော့ဒါတစီတကောင်ဒါမှမဟုတ်ဟုတ်ကောင်တစ်မျိုးမျိုးရဲ့လက်ချက်ပဲဖြစ်ရမယ်။အဲ့ဒီခါမှာတော့ဘေးနာကရွာသားတော်တော်များများဟာလေကြောက်လန့်တကြားနဲ့ရုပ်ရုပ်တဲတဲဖြစ်ကုန်ကြပါတော့တယ်။ဒီအတော်အတွင်းမှာပဲကိုဝင်အရင်အမာနဲ့ငွေဖွာကန်ဒီဖြစ်နေတဲ့မနှင်းစီရဲ့ခင်ပွန်းလည်းဖြစ်တယ်လို့ရွာထဲမှာတန်မာထွားချိုင်းဆုံးလူရွယ်ဖြစ်တဲ့ကိုရှိတီကစိုးရင်ကြီးနဲ့ခုလိုမေးလိုက်တာပေါ့။ဟုတ်ကောင်ဟုတ်လားတကြီးဒါပေမဲ့ကျွန်တော်တို့ရွာတွေကိုအဲ့ဒီကောင်ကဘယ်လိုလုပ်ပြီးရောက်လာနိုင်မှာလဲဗျ။ကိုရှိတီရဲ့အမေကိုရွာလူကြီးဦးသားစိန်ကကောင်းတငိမ့်ငိမ့်နဲ့အခုလိုပဲပြန်လဲဖြေချလိုက်ပါတယ်။အဲ့ဒါကအကြောက်ရဆုံးအချက်ပေါ့ကွာအဲ့ဒီအကောင်ကဘာတူလဲဘယ်နေရာမှာပုံနေလဲဆိုတော့ငါတို့လုံးဝမသိနိုင်ဘူးလေဒီအခါစိုးတင်ဟာကြောက်လန့်နေကြတဲ့ရွာသားတွေရဲ့မျက်နှာတွေကိုတစ်ချက်ဝှေ့ကြည့်ပြီးသူ့ရဲ့အကြံပြုချက်ကိုအခုလိုပြောပြခဲ့ပါတယ်ကျုပ်တင်တော့ဒီကိစ္စကိုဆရာတော်ဦးစံနာနဲ့တွားပြီးတိုင်ပင်မှဖြစ်မယ်တင်နေဗျာဆရာတော်ကစာပေကျမ်းဂန်တွေတက်မြောက်ရုံနဲ့မကဘူးအင်းအိုင်ကားတာမန်နန်တွေမှာလည်းနာမည်ကြီးရယ်ဆိုတော့ကျုပ်တို့အတွက်အကူအညီဖြစ်နိုင်တယ်ဗျစိုးတင်ရဲ့စကားကိုရွာသားအလုံးကလည်းလက်ခံယုံကြည်ပြီးအဲ့ဒီအကြံအတိုင်းလှုပ်ဆောင်ဖို့တညီတညွတ်ထဲထောက်ခံကြပါတယ်။ဒါကြောင့်ညနေဆောင်အချိန်မှာတော့ရွာမှာဖြစ်ပျက်နေတဲ့ရှောက်ချားဖွယ်ရာတွေကိုဖြေရှင်းပေးဖို့တရားတော်ဦးစန္ဒရှိရာဘုန်းတော်ကြီးကျောင်းစီကိုထွက်လာခဲ့ကြပါတယ်။နေဝင်ဤတယောက်အချိန်ကိုရောက်တာနဲ့အမျှကောင်းကင်ရံကနေရောင်ကြီးဟာလိမ္မော်နီရောင်ဖြော့ဖြော့တန်းပြီးတောအုပ်ကြီးရဲ့နောက်ွယ်ကိုတဖြည်းဖြည်းပျောက်ကွယ်လို့သွားခဲ့ပါပြီ။ပုံမှန်အားဖြင့်တော့ညနေပိုင်းအချိန်တွေမှာအေဂျင့်တိတ်ဆိတ်နေလေရှိတဲ့တဲစုရွာဦးကျောင်းကလေးကအခုဆိုရင်တော့တစ်သားစရက်အိုကြီးပေါ်မှာစုယုံနေကြတဲ့ရွာသားတွေကြောင့်လူစီကားလို့နေပါပြီ။ရွာသားတွေဟာသူတို့ရင်တွေကစိုးရိမ်ပူပန်မှုတွေကိုဖျောက်ဖျက်ပေးနိုင်မယ်ဆရာတော်ဦးစန္ဒာရောက်လာမယ့်အချိန်ကိုဇရက်ပေါ်မှာအားကိုးတကြီးနဲ့စောင့်ဆိုင်နေကြတာပါတိတ်မကြခင်မှာပဲတက်တော်80နာကတ်နေပြီဖြစ်တဲ့ဆရာတော်ဦးစန္ဒာဟာရွာသားတွေရှိရာဇရက်ပေါ်ကိုကြွမြန်းလို့လာခဲ့တာပေါ့ဆရာတော်ဟာခန္ဓာကိုယ်သေးသွယ်ပိန်ပါပြီးမျက်နှာကအမြဲတမ်းပြုံးရောင်တန်းနေသလိုသဘောကောင်းလာတဲ့ဆရာတော်တပါပါပဲဆရာတော်ရဲ့မျက်လုံးတွေထဲမှာမေတ္တာရိပ်တွေပြည့်နေပေမဲ့တစ်ဖက်မှာလည်းခံမှန်းရခက်ခဲတဲ့လျှို့ဝှက်ချက်တစ်ခုကရှိနေသလိုခံညာထေဝါမှုကိုလည်းမြင်တွေ့လို့နေရပါတယ်။တရားတော်ဦးစန္ဒာဟာဇရက်ပေါ်မှာနေရာယူလိုက်ပြီးတဲ့နောက်စိုးရိမ်တကြီးစောင့်တိုင်းနေကြတဲ့ရွာသားတွေကိုကြည့်ကအခုလိုမေးမြန်းလိုက်ပါတယ်။တကာမတို့ဘာများအရေးကြီးကိစ္စရှိလို့လဲ။ခုလိုမိုးရှုပ်မိုးမောင်ကြီးမှာအားလုံးစုယုံပြီးကျောင်းကိုရောက်လာကြတာဆိုတော့လေ။ဆ
ဆရာတော်ရဲ့အမေစကားအဆုံးမှာတော့ရွာလူကြီးဦးတာစိန်ကရွာသားအားလုံးရဲ့ကိုးစားလက်ရှိဖြစ်ပျက်နေတဲ့ဒုက္ခတွေကိုစတင်လျှောက်တင်ပါတော့တယ်။ညစဉ်ညတိုင်းအရေးအတွက်တိုးပွားနေတဲ့အိမ်မွေးတိရစ္ဆာန်အသေးကောင်တွေအကြောင်းကိုဦးတာစိန်ကစိတ်မကောင်းစွာနဲ့အရင်ဆုံးပြောပြလိုက်တာပေါ့။ဒီဆုံးနေတဲ့တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ပေါ်မှာတွေ့ရတဲ့ဒဏ်ရာတွေဟာတာမန်ထက်ထူးခြားနေပြီးကြည်ုံနဲ့တင်ရွှေရှားပွဲကောင်းလာအောင်ကိုစုပ်ပြတ်တက်နေတဲ့အကြောင်းကိုလည်းထည့်သွင်းပြောဆိုလိုက်တာပါဒီလိုဘာမှမသိတဲ့ဘေးအန္တရာယ်ဇိုးကြီးကြောင့်တရွာလုံးဟာကြောက်ရွံ့မှုတွေနဲ့ဝါမျိုးခံထားရတယ်လို့ဖြစ်နေတာပေါ့ရွာသားတွေဟာညအချိန်ရောက်တိုင်းဘယ်သူမှကောင်းကောင်းအိမ်မပြောနိုင်တော့ပဲထိတ်လန့်တုန်လှုပ်နေရတဲ့အကြောင်းကိုအသေးစိတ်ပြောပြလိုက်တော့တာပေါ့တပည့်တော်တို့ထင်တာတော့ဒါဟာတာမန်တော်ရဲ့တရိษံလောက်တာမျိုးမဟုတ်ဘူးဖေဟာဟုတ်ကောင်တို့တော်ရင်တစီတွေများဖြစ်နေမလားလို့တပည့်တော်တို့ကြောက်နေကြတာပါအခုအချိန်မနေနေနိုင်ရင်တော့တနေ့နေ့မှာလူတွေအပေါ်ရန်ရှာလာမှာကိုလေရွာသားတွေကစိုးရင်ကြောက်ရွံ့နေကြပါတယ်ဖေဟာဆရာတော်ဦးစန္ဒဟာရွာသားတွေရဲ့စိုးရိမ်ပူပန်မှုတွေနဲ့ရှောက်ထားချက်ကိုတည်ငြိမ်စွာနဲ့နားထောင်နေခဲ့ပါတယ်။ဆရာတော်ရဲ့မျက်နှာတော်မှာထိတ်လန့်တုန်လှုပ်တဲ့အရေးအယောင်မရှိပဲတစုံတစ်ခုကိုလေးလေးနက်နက်တွေးတောနေတဲ့အမှုအရာဖြစ်နေခဲ့တာပါ။အဲဒီနောက်မှာတော့ဆရာတော်ကရွာသားတွေကိုအခုလိုမိန့်ကြားလိုက်ပါတယ်။တကားတို့ရဲ့အခက်အခဲကိုဘုံကြီးနားလဲပါတယ်ကွယ်။ဒီဖောက်ကောင်ဆိုတဲ့အရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကကစားစရာမဟုတ်ဘူးကွယ်သူတို့ဟာလူခန္ဓာကိုယ်ထဲမှာပုံအောင်နေထိုင်တတ်တဲ့ဝိညာဉ်စိုးတွေပဲနေခင်းပဲဆိုရင်တော့တာမန်လူတွေလိုပုံမှန်အတိုင်းနေထိုင်တတ်ကြပြီမဲ့ညာဘက်ရောက်ပြီဆိုရင်တော့အသာရှာဖို့ထွက်လာကြတာမျိုးပေါ့ဆရာတော်ရဲ့စကားကိုနားထောင်နေတဲ့ကိုရှိတီကအာကိုတကြီးနဲ့အခုလိုပဲရှောက်ထားလိုက်ပါတယ်အဲ့ဒါဆိုရင်တပည့်တော်တို့ဘာဆက်လုပ်ကြရင်ကောင်းမလဲဖေ။တပည့်တော်တို့ကိုနီလန်းလေးများရှိရင်မိန်ချပေးပါဦး။ကိုရှိတီကတော့မွေးဖွားကန်ဒီကိုရင်အရင်အမှာဖြစ်နေတဲ့ဇနီးတဲ့မနှဲစီအတွက်အထူးတလဲစိုးရိမ်ပူပန်နေမိပါတယ်။ကိုဝင်ဆောင်တဲ့ဆိုတာနာနာဘာဝတရေတစီတွေအကြိုက်ဆုံးသားကောင်ဆိုတဲ့စကားကိုကြားဘူးနာဝရှိနေတာကြောင့်ကိုရှိတီရဲ့ရင်ထဲမှာမိခဲတင်ထားသလိုပူလောင်နေရတာပါ။ရွာထဲမှာအခုလိုထူးဆန်းတဲ့ဖြစ်ရဆိုတွေကြုံတွေ့နေရတဲ့အချိန်မှာသူဇနီးအတွက်စိတ်မအေးနိုင်ပဲတခုခုဖြစ်မှာကိုတွေးကြောက်နေကြရရှာတာပေါ့။ကိုရှိတီရဲ့တုံရင်နေတဲ့အတန်ကိုကြားတဲ့အခါဆရာတော်ဦးစန္ဒဟာမျက်စိကိုမှိတ်လိုက်ပြီးတစုံတစ်ခုကိုဆင်ကျင်နေပါတယ်။ဇရက်ပေါ်မှာခဏတာတိတ်ဆိတ်သွားပြီးတော့ရွာသားတွေဟာလည်းအသက်ရှူဖို့တောင်မေ့နေကြသလိုဆရာတော်ရဲ့အဖြေကိုရင်တမမနဲ့စောင့်စားလို့နေကြတာပေါ့။အဲဒီနောက်မှာတော့ဆရာတော်ဟာမျက်လုံးကိုပြန်လဲဖွင့်လိုက်တဲ့အချိန်သူ့ရဲ့မျက်နှာတော်ဟာအရင်ကထက်တီးကြီးလေးနက်သွားတာကိုတွေ့လိုက်ရတာပေါ့။ဘုန်းကြီးအနေနဲ့တကားတို့ကိုအစွမ်းကုန်ကူညီပေးပါမယ်။ဒါပေမဲ့ဒီဘုဒ္ဓစီတွေကိုနှိမ်နှင်းဖို့ဆိုတာထင်သလောက်တော့မလွယ်ဘူးကွယ်သူတို့ကအစွမ်းရှိတဲ့ဝိညာဉ်စိုးတွေဖြစ်တာဆိုတော့ဘုန်းကြီးဘက်ကလည်းပြင်ဆင်စရာရှိတာလေးတွေအရင်ပြင်ဆင်ရမယ်အခုတော့တကားတို့အားလုံးအိမ်ကိုအမြန်ပြန်ကြအိမ်တကားတွေပြတင်းပေါက်တွေကိုလည်းလုံခြုံအောင်ပိတ်ထားကြပါပြီးရင်ဘုန်းကြီးအခုတင်ပေးမယ်ဘေးရန်ကင်းကားတာကိုအမြဲတမ်းရွတ်ဖတ်နေကြဒီကားတာကိုရင်ထဲမှာစွဲနေအောင်ရွတ်ထားကြနော်ညဘက်ရောက်ရင်ဘာအတမ်းမဲကြဘလို့အရှင်နေမျိုးပဲဖြစ်ဖြစ်အိမ်အပြင်ကိုလုံးဝမထွက်ကြနဲ့ကွဆရာတော်ဟာရွာသားတွေကိုအကာအကွယ်ရစေဖို့အတွက်နမောဗုဒ္ဓတာနမတသုတံတော်ဆိုတဲ့ဂါထာတော်တွေကိုတင်ကြားပေးခဲ့လိုက်ပါတယ်။ဆရာတော်ကဂါထာကိုတလုံးချင်းစီပြပြတတ်ရွတ်ဆိုပြနေစမှာပဲရွာသားတွေကလည်းကြောက်စိတ်တွေကိုဖြေဖျောက်ရေးလိုက်ရွတ်ဆိုကြတာပေါ့။ရွာသားတွေအားလုံးဟာရင်ထဲမှာကြောက်စိတ်တွေရှိနေပေမဲ့ဆရာတော်ရဲ့စကားကြောင့်အနှဲငယ်တော်မျှော်လင့်ချက်တွေရှိသွားကြပါတယ်။ဒါကြောင့်သူတို့အားလုံးဟာနေမဝင်ခင်အိမ်ကိုအမြန်ဆုံးပြန်ကြပြီးဆရာတော်မှာကြားထားတဲ့အတိုင်းတကားတွေကိုအတွင်းကနေကြက်ထိုးကပိတ်ဆို့လိုက်ကြသလိုပြတင်းပေါက်တွေကိုလည်းလုံခြုံအောင်ပိတ်ထားလိုက်ကြပါတယ်။အခုဆိုရင်တော့တရွာလုံးဟာတုတ်တန်တစားပြလို့တိတ်ဆိတ်ငြိမ်သက်လို့သွားခဲ့ပါပြီ။ဒါပေမဲ့အေဂျန်တီငြိမ်လာတဲ့တင်ကန်းရိပ်အောက်ကဆရာတော်ရဲ့ပုံရိပ်နောက်ွယ်မှာတော့ထူးဆန်းတဲ့အမောင်တူတစ်ခုရှိလို့နေတာပေါ့။အဲ့ဒီအမောင်တူဟာဘယ်အရာနဲ့မှနှိုင်းရှင်လို့မရတော့အောင်ထိတ်လန့်စရာကောင်းလွန်လှပါတယ်။ဆရာတော်ရဲ့မျက်လုံးတွေဟာလည်းအမောင်ထဲမှာတမျိုးတစ်ပုံပြောင်းလဲသွားပြီးကြောင်မဖွယ်ကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုဖုံးကွယ်ထားသလိုမျိုးဖြစ်နေကြတာပါ။ဒီလိုထူးဆန်းရှောက်ရှားစရာကောင်းတဲ့အပြောင်းအလဲကိုတော့ရွာသားတွေကဘသူတူဦးတယောက်ကမှတတိမထားမိသလိုသိလဲမသိရှိကြပါဘူး။
အဲဒီနောက်ပိုင်း2ရက်3ရက်အတွင်းမှာတော့တရိษံတွေထူးထူးခြားခြားအသက်ခံရတဲ့ဖြစ်စဉ်တွေကတဖြည်းဖြည်းနှဲပါလို့သွားပါတယ်။ဒါကြောင့်ရွာသားတွေရဲ့ရင်ထဲမှာကိန်းအောင်နေတဲ့စိုးရိမ်ပူပန်မှုတွေကလည်းအနှဲငယ်လျော့ပါလို့သွားခဲ့တာပေါ့။ဆရာတော်ဦးစန္ဒာရဲ့ကာရာအစွမ်းကြောင့်တရေစီတွေရွာကနေလွင်စင်ထွက်ပြေးသွားကြပြီထင်တယ်လို့တော့တချို့ကခိုင်ခိုင်မာမာယုံကြည်ပြီးစိတ်အေးလက်အေးရှိလာခဲ့ကြတာပေါ့ရွာထဲမှာလည်းအရင်လိုထိတ်လန့်စရာစကားတွေအစားအကောင်းမြင်တဲ့စကားအသံတွေပြန်လည်ကြားလာခဲ့ရပါပြီဒါပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီငြိမ်သက်မှုဟာအေးချမ်းမှုအစစ်အမှန်မဟုတ်ပါဘူးဒါဟာကြောင်မဖွယ်ရမုံတိုင်းကြီးမတိုက်ခင်မှာပတ်ဝန်းကျင်တစ်ခုလုံးခိတ္တခဏရှောက်ရှားပွဲငြိမ်သက်နေတဲ့သဘောမျိုးပဲဖြစ်ပါတယ်တညမှာတော့ကောင်းကင်ရဲ့တစ်ခုလုံးလာမင်းရဲ့အလင်းရောင်ကွယ်ပြောက်ပြီးမှောင်အတီးကျလို့နေပါတယ်။ကြေအောင်လေးတပွင့်အောင်မမြင်ရလောက်အောင်မှောင်မိုင်းနေတဲ့ဒီအရှိန်မျိုးမှာပဲကိုဝင်အရင်အမာနဲ့မနှင်းစီဟာဘိုက်ထဲကနေရစ်ရစ်ပြီးနာကျင်လာတဲ့ဝေဒနာကိုစတင်ခံစားလို့လာရတာပါ။အစပိုင်းမှာအနှဲငယ်သာနာကျင်နေခဲ့ပေမဲ့နောက်ပိုင်းမှာတော့နာကျင်မှုကတစ်ကြိမ်ထက်တစ်ကြိမ်ပိုစိတ်လို့လာပါတယ်။ဝမ်ဘိုက်ထဲကနေတစုံတစ်ခုကအတင်းဆွဲညစ်ထားသလိုခံစားနေရတာကြောင့်မနှင်းစီတယောက်မွေးဖွားဖို့အရှိန်အမှန်တကယ်နီးကပ်လာပြီဆိုတာကိုသိတာလှပါတယ်။ဒီလိုအမောင်တူကြီးစိုးနေတဲ့ညနေတကောင်ရံမှာမွေးဖွားခြင်းဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့အတွက်မနှင်းစီတို့ဇနီးမောင်နှံဟာပိုပြီးတော့စိုးရိမ်ထိတ်လန့်နေကြတာပေါ့။အာကိုချစ်ဒီကျမဘိုက်ထဲကအရန်နာနေပြီရှင်မခံနိုင်တော့ဘူးအနည်းစီဟာကတဲ့မှာဟိုဘက်ဒီဘက်လူလိုက်နေပြီးနာကျင်လွန်းလို့မျက်နှာတစ်ခုလုံးမှာလည်းရွှေတိရွှေပေါက်တွေစုနေပါတယ်။ဇနီးတဲ့ဒုက္ခရောက်နေတဲ့ပုံစံကိုကြည့်ပြီးကိုရှိတီလည်းပြပြတလဲဖြစ်သွားကအားပေးစကားပြောလိုက်တာပေါ့။အေးထားပါနင်းစီရဲ့ကိုအခုချက်ချင်းလက်တဲ့တော့အေးကြီးကိုတွားဟောက်ပေးမယ်နော်ခဏလေးပဲအောင်ထားပါဦး။ကိုရှိတီဟာဇနီးတဲ့ကိုအသေးချာမှားကြားပြီးတာနဲ့အိမ်တကားကိုပွင့်ကမှောင်မိုင်းနေတဲ့ညာကြီးတဲ့ကိုအပြေးအလွှားထွက်သွားပါတော့တယ်။နာကျင်မှုဝေဒနာကိုအန်ကျိတ်ခံစားနေရတဲ့မနှင်းစီတယောက်တည်းအိမ်အလဲမှာရှိထားတဲ့ရေနံစီမီးအိမ်ကလေးရဲ့မိတ်တုတ်တုတ်အလင်းရောင်အောက်မှာအားကိုရမဲစွာနဲ့ကြံရည်ခဲ့ရတော့တာပေါ့။ကိုရှိတီရဲ့မြန်ဆန်တဲ့ရှည်တံတွေတဖြည်းဖြည်းဝေးရာကိုပျောက်ကွယ်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာတော့မနှင်းစီဟာတခုခုထူးခြားနေတာကိုစတင်ခံစားလိုက်ရပါတယ်။အပြင်ကအေးစိမ့်လာတဲ့လေတစ်ချက်ဟာအိမ်တကားနဲ့ပြတင်းပေါက်တွေကိုလုံခြုံအောင်ပိတ်ထားတဲ့ကြားတွေကနေအခန်းထဲကိုစိမ့်ဝင်လာသလိုခံစားလိုက်ရတာပါ။အဲ့ဒီလေအေးနဲ့အတူဘဲကလာမှမသိတဲ့သွေးညင်တဲ့တကူကလည်းနှာခေါင်းထဲကိုဆူဆူရှက်ရှက်တိုးဝင်လာပြီးလူကိုပြုတ်အန်ကျင်လာအောင်အထိဒုက္ခပေးနေပါတယ်။တစုံတစ်ယောက်ကအမောင်လေးကနေသူ့ကိုစိုက်ကြည့်နေသလိုခံစားရတာကြောင့်မနှင်းစီဟာကြောက်ကြောက်လန့်လန့်နဲ့မေးခဲ့လိုက်တာပေါ့။ဘာလို့လဲအဲ့ဒါဘာတူလဲလို့မန်နေစီကအတန်တုံတုံရင်ရင်နဲ့မေးလိုက်ပေမဲ့တုံ့ပြန်တန်းဆိုလို့အိမ်ခေါင်မှုဘောကနေတိုးဝင်လာတဲ့လေးတန်းတိုးတိုးလေးကလွယ်လို့ဘာမှမရှိပါဘူးအခန်းထဲမှာတော့အသက်ရှူရတာတောင်ရင်ဘတ်ထဲကနေကြက်သိပ်လာစေတဲ့တိတ်ဆိတ်မှုကသာစိုးမိုးလို့နေပါတယ်အိမ်အပြင်ဘက်မှောင်အတီးကျနေတဲ့နေရာတစ်ခုကနေတစုံတစ်ယောက်ကသူ့ကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေတဲ့ဆိုတဲ့အတွေးစိတ်ကမနှင်းစီရဲ့ကြောရိုးတဲ့အထိစိတ်သက်သွားအောင်ရှောက်လန့်လို့နေခဲ့ရတာပေါ့အဲ့ဒီအချိန်မှာပဲအိမ်အပြင်ဘက်ကနေလိမ်မော်ရောင်အလင်းတန်းတစ်ခုဟာလေတူကိုခွင်းပြီးအိမ်ထဲကိုဝုန်းကနေတိုးဝင်လို့လာပါတော့တယ်။အဲ့ဒီအလင်းတန်းဟာတာမန်မီးအလင်းရောင်မျိုးမဟုတ်ရပဲအိမ်တဲ့အိမ်လုံးကိုတုံခါသွားစီလောက်တဲ့အထိအရှိန်ပြင်းထန်လွန်လာပါတယ်။အာကူညီကြပါအောင်ဘသူရှိလဲကဲကြပါအောင်မန်နင်းစီဟာအသေးခိုင်မတက်အော်ဟစ်လိုက်ရင်တကူလုံးနဲ့တုံရင်လုံးနေတာပေါ့အိမ်အလဲမှာရှိတ်ထားတဲ့မိန်ပြပြမီးအိမ်လေးကလည်းလေပြင်းတိုးသလိုလှုပ်ခါသွားပြီးအမောင်တို့ထဲမှာလူအရက်ထက်အစမတန်မြင့်မားထွားကြိုင်လာတဲ့အရေးမဲတစ်ခုကိုထင်းထင်းရှားရှားပြသလိုက်ပါပြီအဲ့ဒီအရေးကြီးဟာအခန်းရဲ့အလဲဘဟုံမှာမမမမတ်ကြီးရက်နေပြီးသူ့စီကနေထွက်ပေါ်လာတဲ့ဖီအားတွေကမန်နင်းစီကိုလှုပ်လို့မရနိုင်အောင်ရှုံနှောင်ထားသလိုပါပဲအမောင်လေးကမျက်လုံးအစုံဟာတူးရောင်လိုရဲရဲတောင်းနေပြီးအဲ့ဒီမျက်လုံးတွေကမနှင်းစီရဲ့ဖောင်းကားနေတဲ့ကိုဝင်ဆောင်ပိုက်ကြီးစီကိုပဲအငမ်းမရစိုက်ကြည့်လို့နေတာပါအဲ့ဒီအကြည့်တွေထဲမှာတာမန်လူသားတစ်ယောက်ရဲ့အသီးစိတ်မျိုးမဟုတ်ပဲအသားစိတ်၅စိတ်ကိုစာလောင်မွတ်သိမ့်နေတဲ့တရိษံရိုင်းတစ်ကောင်ရဲ့အကြည့်မျိုးဖြစ်နေတာပါမနှင်းစီဟာအဲ့ဒီအကောင်ကြီးရဲ့မျက်နှာကိုအနီးကပ်သေးချာမမြင်ရသေးပေမဲ့ဒါဟာရွာသားအလုံးကြောက်ရွံ့တုန်လှုပ်နေကြတဲ့ဖုတ်ကောင်ဆိုတာကိုတော့ရှင်းရှင်းသိလိုက်ပါပြီ။ကြောက်စိတ်ကြောင့်အသက်ရှူရတာကြက်တဲလာပြီးမျက်လုံးအစုံကိုပြူးကျဲကသူ့စီကိုဖြည်းဖြည်းချင်းတိုးကပ်လာတဲ့အရေးမဲကြီးကိုကြည့်နေမိပါတယ်။
အဲ့ဒီဖုတ်ကောင်ရဲ့လေးလံတဲ့ရှည်လန်းတိုင်းဟာမနှင်းစီအတွက်တော့ဒိုးထားလို့မရနိုင်တဲ့အိမ်မက်ဆိုးကြီးတစ်ခုသူ့စီကိုတရွေ့ရွေ့ကက်လာတယ်လို့ပါပဲဒါအပြင်နီးကက်လာတာနဲ့အမျှအခန်းထဲမှာလည်းပြုတ်အန်ကျင်စရာကောင်းတဲ့သွေးညီနှံ့တွေဟာပုံမိုပြီးတော့ပြင်းထန်လို့လာတာပေါ့ မလာနဲ့ငါ့တော့လုံးဝမလာနဲ့ထွက်သွားကြစမ်းဖះကဲပါအောင် မနှင်းစီဟာအားကိုးရမဲစွာနဲ့လက်တွေရှည်တွေရမ်းခါပြီးတားစီရင်နဲ့အော်ဟစ်လို့နေခဲ့မိတာပေါ့ဒါပေမဲ့ကြောက်စိတ်ကြောင့်အတန်ကလေချောင်းဝါမှာတင်တစ်ဆုံနေပြီးတဲတဲကွဲကွဲထွက်မလာတော့ပဲအရှာရှာသာထွက်ပေါ်လို့လာခဲ့တာပါအဲ့ဒီနောက်မှာတော့သူ့ရှိကအရေးမဲကြီးဟာမနှင်းစီရဲ့ရှည်ရင်နားမှာတင်ရုတ်တရက်ရက်တက်လို့သွားခဲ့ပါတော့တယ်ထွားကြိုင်လာတဲ့အဲ့ဒီခန္ဓာကိုယ်ကြီးကမနှင်းစီရဲ့အပေါ်ကိုမိုးကကိုင်းညွန်ရှာလာချိန်မှာတော့သူ့ရဲ့မျက်နှာကိုအမောင်ထဲမှာတေချာမမြင်ရသေးပေမဲ့ပြင်းထန်ပြီးလေးလံလာတဲ့အသက်ရှူတန်ကြီးကတော့နားထဲမှာဟိမ့်ထွက်လို့နေခဲ့တာပါအဲ့ဒီအသက်ရှူတန်ကြီးကမနှင်းစီရဲ့ခန္ဓာကိုယ်တွေကသွေးတွေကိုအေးစိမ့်ပြီးရှေ့ပြားလက်ပြားတွေပါမလုံးနိုင်အောင်ကြောက်ရွံ့တရုပ်လိုတောင့်တင်းသွားစေပါတယ်အဲ့ဒီနောက်မှာတော့ဘသူမှမမျှော်လင့်ထားတဲ့ရက်ဆက်လာတဲ့ဖြစ်ရဆိုကြီးစတင်တော့တာပေါ့အဲ့ဒီတတဝါကြီးဟာမနှင်းစီနဲ့အနီးကပ်ဆုံးအနေအထားကိုရောက်တာနဲ့တပြိုင်နက်တည်းထက်မြက်လာတဲ့လက်သေးကုတ်ချက်ကြီးကိုဖောင်းကားနေတဲ့ဝမ်ပိုက်စီကိုအားကုန်သုံးပြီးထိုးဆိုင်လိုက်ပါတယ်ဒီအခါမနှင်းစီရဲ့နာကျင်လုံးလုံးအော်ဟစ်လိုက်တဲ့အတန်ကြီးဟာတစ်ချက်သာထွက်ပေါ်လာနိုင်ပြီးခဏလေးအတွင်းမှာပဲပျောက်ကွယ်လို့သွားပါတယ်အဲ့ဒီနောက်မှာတော့အသားတွေကိုအတင်းအဓမ္မဆွဲဖြတ်လိုက်တဲ့အတန်ဆိုးကြီးကအိမ်ထဲမှာဟိမ့်ထွက်လို့နေခဲ့တာပါဇက်တိုက်ဆိုသလိုပဲအငမ်းမရစားတောက်နေတဲ့အတန်တွေကပိုပြီးကျေလောင်လို့လာပါတော့တယ်။အဲ့ဒီအတန်ဟာမိစ္ဆာတကောင်ကသူ့အတွက်အကောင်းဆုံးလို့ယူဆရတဲ့အစားအစာကိုအရသာခံပြီးရက်လျက်စားတောက်နေတဲ့အတန်မျိုးပါပဲ။အဲ့ဒီအချိန်ကိုရှိတီကတော့သူ့အိမ်ထဲမှာဒီလောက်အထိရက်ဆက်ကြမ်းကြုတ်တဲ့ဖြစ်ရက်ဆိုတွေကျူးလွန်ခံနေရပြီဆိုတာကိုအိမ်မက်တောင်မမှတ်မိသေးပါဘူး။သူဟာရွာတွေကလက်တယ်မကြီးတော်အေးကိုအတင်းခေါ်ဆောင်ပြီးဇနီးတဲ့ရှိရာအိမ်ဘက်ကိုမြန်နိုင်သမျှမြန်အပြေးပြန်လာခဲ့တာပါဆိုရင်စိတ်တွေတပွားပွားဖြစ်နေတဲ့ကိုရှိတီဟာအိမ်သားကိုရောက်လာတာနဲ့ဇနီးတဲ့ကိုအားပေးတဲ့အနေနဲ့အခုလိုလှမ်းអော်လိုက်ပါတယ်နေစီကိုပြန်လာပြီဟဲ့လက်တယ်တော်ကြီးကိုလည်းခေါ်လာခဲ့ပြီအားတင်းထားအောင်နော်သူရဲ့အော်ဟစ်တန်ဟာတိတ်ဆိတ်နေတဲ့ညင်းတဲ့သကောင်ရံမှာဟိမ့်ထွက်သွားပြီးရဲ့နောက်ဇနီးတဲ့အတွက်စိုးရိမ်တကြီးနဲ့လှမ်းပြောရင်ရှန်ဝင်းထဲကိုအပြေးအလွှာဝင်လာပါတော့တယ်။ဇနီးတဲ့စီကပြန်ထူးတန်ကိုမျောလင်းနေခဲ့ပေမဲ့တိတ်ဆိတ်လုံးနေတဲ့အင်္ဂလိကကိုရှိတီအတွက်တော့ထူးထူးခြားခြားရင်လေးစရာဖြစ်နေပါတော့တယ်။ကိုရှိတီဟာရင်ထဲမှာမီးခဲတင်ထားသလိုပူလောင်စွာနဲ့သူ့ဇနီးရဲ့နာမည်ကိုအသေးအတန်အော်ဟစ်ခေါ်ဆိုရင်အိမ်ထဲကိုပြေးဝင်ဖို့အတွက်ပြင်ဆင်လိုက်တာပေါ့။မွေးကန်ဒီဇနီးတဲ့ရဲ့ဘေးအန္တရာယ်ကိုစိုးရိမ်တဲ့စိတ်ကသူ့ကိုဘာမှမတွေးနိုင်အောင်ဖြစ်စီခဲ့တာပါဒါပေမဲ့ရှေ့လန်းမလန်းရသေးခင်မှာပဲအိတ်ခမ်းတကားစီကနေလူတစ်ယောက်ရဲ့ပုံရိပ်ဟာမုံတိုင်းတစ်ခုလိုအရှိအဟုန်ပြင်းပြင်းနဲ့ပြေးထွက်လို့လာခဲ့ပါတယ်အဲ့ဒီပုံရိပ်ဟာကိုရှိတီနဲ့လက်တဲ့တော်အေရိုရဲ့ရှေ့လန်းအနှဲငယ်အကွာမှာတင်ရုတ်တရက်ရက်တက်လို့သွားပြီးလမ်းကိုပိတ်ဆို့ထားလိုက်ပါတော့တယ်တုံရင်နေတဲ့မီးအိမ်ရဲ့ဝါချင်းချင်းအလင်းရောင်အောက်မှာအဲ့ဒီလူရဲ့မျက်နှာကိုအထင်အရှားမြင်လိုက်ရတော့ကိုရှိတီရဲ့မျက်လုံးအစုံဟာပြူးကျဲသွားပြီးနှလုံးသွေးတွေလည်းရက်တန့်သွားသလိုပါပဲတကိုယ်လုံးကြောက်ရွံ့တရုပ်လိုတောင့်တင်းသွားပြီးအသက်ရှူဖို့တော့မေးလို့သွားခဲ့ရတာပေါ့သူရှိမှမမတ်ကြီးရက်နေတဲ့သူကတခြားသူမဟုတ်ရပဲသူတို့ရွာသားအားလုံးအာကိုတကြီးနဲ့ကိုးကွယ်စည်းကပ်နေတဲ့ရွာရဲ့အမောင်တူကိုဖယ်ရှားပေးမယ်လို့ယုံကြည်ခဲ့ကြတဲ့ဆရာတော်ဦးစန္ဒာဖြစ်နေလို့ပါပဲဒါပေမဲ့အခုမြင်နေရတဲ့ဆရာတော်ဟာအရင်ကသူတို့တီးခဲ့ကြတဲ့ကြီးညိုပွဲရာမေတ္တာကရုဏာကြီးမားလာတဲ့ဆရာတော်မဟုတ်တော့ပါဘူးဆရာတော်ရဲ့မျက်နှာဟာသူတို့တီကျွမ်းနေကြလူသားမျက်နှာအတိုင်းမဟုတ်တော့ပဲကြောင်မဖွဲရာကောင်းလောက်အောင်ကိုပုံပြက်ပန်းပြက်ဖြစ်နေခဲ့တာပါပါပြင်းနေနှကန်းတစ်ဝိုက်ကအရေးပြားတွေဟာလေမီးလောင်ထားသလိုမဲနေပြီးတွန့်လိန်နေတာပဲဖြစ်ပါတယ်အစိုးဆုံးကတော့ဆရာတော်ရဲ့ပါဇက်နဲ့မေးစီတစ်ဝိုက်ကလက်ဆက်သွေးတွေဟာပေချမ်းဆူရွှဲနေပြီးကျမ်းပြင်ပေါ်ကိုတော့တစက်နဲ့ကြာနေခဲ့တာပါအရင်ကမြစ်တာရိတ်တွေနဲ့ပြင်းနှက်နေတဲ့မျက်လုံးအစုံဟာအခုတော့ငရဲမီးလိုရဲတောက်နေပြီးအသားစိမ်း၅စိမ်းကိုစာလောင်မွတ်သိမ့်နေတဲ့မိစ္ဆာတကောင်ရဲ့အကြည့်မျိုးနဲ့ကိုရှိတီတို့ကိုစိုက်ကြည့်လုံနေပါတော့တယ်အဲ့ဒီအကြည့်တွေထဲမှာဘလို့လူသားဆန်မှုမျိုးမှမရှိတော့ပဲရက်ဆက်ကြမ်းကြုတ်တဲ့ဖုတ်ကောင်တကောင်ရဲ့အငွေအသက်တွေသာဖုံးလွှမ်းလို့နေပါတော့တယ်
တရားတော်ဝစ်စင်ထားတဲ့တင်ကန်းဟာလည်းသွေးစွန်းနေပြီးသွေးညီနှံတွေကသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကနေလှန်လှန်ကြီးထွက်ပေါ်လို့နေတာပေါ့ကိုရှိတီဟာသူ့မျက်စိရှိကယုံကြည်ရခက်တဲ့မြင်ကွင်းကိုကြည့်ရင်အိတ်ခမ်းတွေကသူ့ဇနီးရဲ့အခြေအနေကိုတွေးမိကအတန်တုံတုံရင်ရင်နဲ့လှမ်းမိလိုက်မိပါတယ်ဆရာတော်အရှင်ဗျာဒါဘလို့ဖြစ်ရတာလဲဗျာရတော့ဦးဆန္ဒဟာဘာစကားတစ်ခုမှပြန်မပြောတော့ပဲသွေးတွေပေးချမ်းနေတဲ့နှကန်းကိုဖြည်းဖြည်းချင်းတွန့်ကွေးပြီးမဲပြုံးကြီးတစ်ခုကိုပြုံးလိုက်ပါတော့တယ်။အဲ့ဒီအပြုံးဟာလူသားတစ်ယောက်ရဲ့အပြုံးမျိုးမဟုတ်ပဲသွေးအေးရဲဆက်တဲ့မိစ္ဆာတကောင်ရဲ့အောင်နိုင်သူအပြုံးမျိုးဖြစ်နေတာကြောင့်မြင်ရသူအပေါင်းကိုကြက်သိမ်းမွေးညင်းထသွားစေပါရီ။ဒါပေမဲ့ကိုရှိတီကတော့ဆရာတော်ကိုဂယုမဆိုင်နိုင်တော့ပဲကြည်ကွင်းနေတဲ့နှလုံးသားနဲ့အတူအိမ်ထဲကိုအတင်းတိုးဝင်လို့သွားတော့တာပေါ့။အမောင်ရိတ်တန်းနေတဲ့အိတ်ခမ်းထဲကိုရောက်သွားပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကိုရှိတီရဲ့ကဘာကြီးတစ်ခုလုံးဝုန်းကနေပြိုလဲကျပျက်စီးသွားသလိုခံစားလိုက်ရသလိုပါပဲ။ဇနီးတဲ့မနှင်းစီဟာအခန်းအလေကသွေးအိုင်ကြီးထဲမှာဆက်စုပ်ဖွေရနစ်မြုပ်ပြီးလဲလျောင်းလို့နေခဲ့ပါတယ်။လူမရဲ့မျက်လုံးအစုံဟာနာကျင်မှုကြောက်ရွံ့မှုနဲ့ပြင်းထန်တဲ့ဝေဒနာတွေကိုအစွမ်းကုန်ခံစားသွားရတဲ့ပုံစံမျိုးနဲ့ပြူးကျယ်လျက်သားသေဆုံးနေကြတာပါ။သွေးနံနေနဲ့လှိုင်းနေတဲ့အခန်းထဲမှာသေဆုံးနေတဲ့ဇနီးတဲ့ရဲ့ရုပ်အလောင်းကိုကြည့်ပြီးကိုရှိတီဟာစကလုံးတွေပျောက်ရှကရှေ့မခိုင်နိုင်တော့ပဲလဲကြမတက်ဖြစ်သွားပါတော့တယ်။မနှင်းစီရဲ့ဝမ်းပိုက်တစ်ခုလုံးမှာတော့ကြောင်မဖွယ်ကောင်းလာတဲ့ဟောင်းလောင်းပေါက်ကြီးဖြစ်လို့နေခဲ့ပြီးသွေးစိမ်းရှင်တွေကကျမ်းပြင်ပေါ်မှာအိုင်ထွန်းနေပါတယ်။ပိုက်ထဲကအတွင်းကလေးစားတွေအားလုံးနီးပါးဟာလည်းတစုံတစ်ခုကအငမ်းမရနှိုက်ထုတ်စားတောက်သွားသလိုအစာအနာတော်မကြံတော့ပဲပျောက်ကွယ်နေတာပါ။အစိုးဝါဆုံးနဲ့ရင်းအနာရဆုံးအချက်ကတော့မွေးဖွားဖို့နီးကပ်နေပြီဖြစ်တဲ့တရေသားလေးတောင်ဝမ်းပိုက်ထဲမှာမရှိတော့ပါဘူး။မိခင်ဖြစ်သူရဲ့ဝမ်းပိုက်ထဲကနေတရေသားလေးကိုရက်ဆက်ကြမ်းကြုတ်လာတဲ့ဖုတ်ကောင်ကအစိမ့်လိုက်ဆွဲထုတ်ပြီးစားတောက်သွားခဲ့ပြီဆိုတာသိတာလှပါတယ်။ဒီလိုရက်ဆက်လွန်တဲ့မြင်ကွင်းကြောင့်ကိုရှိတီဟာရင်ဘတ်ကိုလက်နဲ့ဖိပြီးအသက်ရှူရတော့ခက်ခဲသွားခဲ့ရတာပေါ့။အပြစ်မဲ့တဲ့သူဇနီးနဲ့မမွေးသေးတဲ့သားလေးရဲ့ဘဝဟာမိစ္ဆာတကောင်ရဲ့အစားအစာအဖြစ်နဲ့အဆုံးသက်လို့သွားခဲ့ရပြီမဟုတ်လားဗျာနင်းစီကိုပြန်ထူပါဦးငါသားလေးရောပဲမလဲမင်းတို့တာအမိကိုငါမခဲနိုင်ခဲ့ဘူးကိုရှိတီဟာအားအင်ကုန်ခန်းစွာနဲ့ဇနီးတဲ့ရဲ့ရုပ်အလောင်းပြီးမှဒူးထောက်လဲကျသွားပြီးမနှင်းစီနဲ့သားလေးရဲ့နာမည်ကိုတွတ်ခေါ်ရင်အသက်ကုန်အော်ဟစ်ငိုကြွေးနေပါတော့တယ်လက်တဲ့တော်အေးနဲ့ရွာသားတွေဟာလည်းဒီလောက်အထိရက်ဆက်ရုံမှလာတဲ့မြင်ကွင်းကြောင့်စကလုံးတစ်လုံးမှမဟနိုင်တော့ပဲစွန့်အားလို့နေခဲ့တော့တာပေါ့သူတို့တစ်သက်လုံးကြီးညိုလေးစားလာခဲ့တဲ့ဆရာတော်ဦးစန္ဒဟာတကယ်တမ်းမှာတော့တိရစ္ဆာန်တွေတင်မကားပဲလူသားတွေရဲ့အသားနဲ့သွေးကိုပါမတ်မောစွာစားတောင်းနေတဲ့ဖုတ်ကောင်မိစ္ဆာကြီးတကောင်ဆိုတာကိုသူတို့ဘယ်တော့မှအိမ်မက်တောင်မမှန်ခဲ့ဘူးပါဘူးခမရကဆရာတော်မဟုတ်ဘူးခမရကဖျားသားတော်လည်းမဟုတ်ဘူးခမရကသွေးစိုးဖို့ကမိစ္ဆာကြီးပဲကိုစိုးတင်ရဲ့ပြင်းထန်လာတဲ့ဆွဆွဲချက်စကားကိုကြားလိုက်ရတဲ့အခါဖုတ်ကောင်ကြီးဟာသွေးစိမ်းတွေပေးကျန်းနေတဲ့သူ့ရဲ့နှကန်းတွေကိုဖြည်းဖြည်းချင်းတွန့်ကွေးလိုက်ပါတော့တယ်အမောင်ထဲမှာဆက်စုပ်ယွန်ချပွဲရမဲပြုံးကြီးတစ်ခုကိုတုံ့ပြန်ပြုံးလိုက်တာဟာမြင်ရသူအပေါင်းကိုကြက်သိမ်းထစေပါတော့တယ်အခုမှသိတာလားမင်းတို့အားလုံးဟာငါရဲ့နောက်ထပ်စားတော့ပွဲအတွက်အကောင်းဆုံးအာဟာရတွေပဲမင်းတို့ရဲ့ကြောက်စိတ်တွေကငါအတွက်တော့အရှုံးမြိန်ဆုံးဟင်းခတ်အမွေးကြိုင်တွေပဲကွာအဲ့ဒီစကားရဲ့အဆုံးမှာတော့တဲစုရွာသားတွေရဲ့ရင်ထဲမှာမျောလင်းချက်ဆိုတဲ့အလင်းတန်းတွေအကုန်လုံးပျောက်သွားပြီးအဆုံးစွန်သောစိုးရိမ်ထိတ်လန့်မှုတွေကသာအစားထိုးဝင်ရောက်လို့လာပါတော့တယ်။သူတို့တသက်လုံးဖျားတဆူလိုအလေးအမြတ်ထားပြီးကိုးကွယ်ခဲ့တဲ့အပြင် BND ကနေအကာအကွယ်ပေးလိုက်မယ်လို့အကျွမ်းမဲ့ယုံကြည်ခဲ့တဲ့ဆရာတော်ဟာတကယ်တမ်းမှာတော့သူတို့ကိုရရဆက်ဆက်တက်ဖြတ်စားတောင်းမဲ့မိစ္ဆာကြီးဖြစ်နေခဲ့ပါတယ်။ဒီလိုခါတီလိုနဲ့အမှန်တရားကရွာသားတွေကိုယူသွမတက်တုံလုံးလျှောက်ရှားစေတာပေါ့ရွာသားတွေဟာကြောက်လန့်တကြားနဲ့တယောက်မျက်နှာတယောက်ကြည့်ရင်ဘသူကိုအားကိုးရမှန်းမသိဘသူစီမှာခိုးလုံရမှန်းမသိပဲလူသက်သမားရဲ့ရှေ့မှာတင်လမ်းပြောင်းလို့နေခဲ့ကြပါတယ်အမောင်တို့ထဲမှာသူတို့ယုံကြည်ခဲ့တဲ့အလင်းရောင်ကအစိတ်အတောက်အဖြစ်ပြောင်းလဲသွားတဲ့အခါတရွာလုံးဟာဘာလို့ရမှန်းမသိပဲတေမင်းရဲ့အရေးအောက်မှာငြိမ်သက်လို့နေခဲ့ရပါတော့တယ်မင်းစီနဲ့သူမရဲ့သားလေးရဲရဲဆက်ဆက်အသက်ခံလိုက်ရတဲ့တဲ့နဲ့ဆရာတော်ဦးစန္ဒာရဲ့စစ်မှန်တဲ့ဖုတ်ကောင်ရုပ်တွေဟာတရွာလုံးကို
တော်မီပမာပြန်ထန်လို့သွားတော့တာပေါ့ရွာသားတချို့ကတော့ကြောက်လန့်လွန်းတာကြောင့်မိသားစုတွေကိုပါခေါ်ပြီးအဝိတ်တစ်ထည်ကိုတစ်ခုနဲ့ရွာကနေအမြန်ဆုံးစွန့်ခွာပြီးထွက်ပြေးလာခဲ့ကြပါပြီဒါပေမဲ့ကြံရှိနေတဲ့ရွာသားအတော်များများကတော့သူတို့ရဲ့ဇာတိမြေသူတို့ရဲ့မိသားစုနဲ့ရွာကိုကာကွယ်ဖို့အတွက်နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ရဲ့မျက်နှာတွေမှာကြောက်ရွံ့မှုတွေရှိနေခဲ့ပေမဲ့တစ်ဖက်မှာလည်းရဲရဲတောက်နေတဲ့အညို့အတေးတွေကနေရာယူလို့လာခဲ့တာပါကျွန်တော်တို့တွေတခုခုလုံးမှာဖြစ်တော့မယ်ဗျဒီမိစ္ဆာကြီးကိုနှိမ်နေနိုင်မယ်နီလန်ကိုရှာရမယ်ဒီတိုင်းသာလက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ကျုပ်တို့တွေအားလုံးသူတယောက်မကျန်အကုန်သက်စားသွားတော့မှာဗျကျုပ်တို့မှရွေးချယ်စရာလမ်းမရှိတော့ဘူးတဲဆူရွာရဲ့လေလူတွေမှာတော့တေချင်းတရားရဲ့အေးစိမ့်လာတဲ့အငွေအသက်တွေစိတ်ဝင်နေသလိုမိစ္ဆာကိုပြန်လဲတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေတဲ့ရွာသားတွေရဲ့တင်းမာမှုတွေကလည်းလေထဲမှာအထင်းသားကြီးပြေလို့နေတာပေါ့အမောင်တူတွေမှာတစုံတရာကိုစောင့်ကြုံနေသလိုရွာကြီးတစ်ခုလုံးဟာလည်းဘာအတမ်းမှမထွက်ပဲရှောက်ရှားပွဲရတိတ်ဆိတ်လို့နေပါတယ်ဒီအချိန်မှာပဲရွာလူကြီးဦးသားစိန်ကကိုချစ်တီးရဲ့စကားကိုအလေးအနက်ထောက်ခံတဲ့အနေနဲ့ခေါင်းကိုတီးတီးငိမ့်ငိမ့်ညှိလိုက်ပါတယ်သူရဲ့မျက်လုံးတွေထဲမှာတော့အရင်ကထက်ပိုအားကောင်းလာတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူမျှော်လင့်ချက်လေးနဲ့တကူရှိနေသလိုပါပဲငါအကြမ်းအမြင်နဲ့အစွမ်းထက်တဲ့အင်းစရာကြီးတယောက်ကိုသိတယ်သူ့နာမည်ကဆရာကြီးဦးဆန်ရှားတဲ့ငါတို့ရွာနဲ့ကက်လျက်ရှိတဲ့ဒေါမဖိုင်ရွာမှာနေတာကွာသူရဲ့ဂုံသတင်းကတော့မသေးဘူးဟဲ့ဘလို့ဝိညာဉ်စုံနဲ့ဖုတ်ကောင်မျိုးမဆိုနှိမ်နှင်းခဲ့တယ်လို့ကြားဘူးတယ်ဒါဆိုရင်တော့ဘာလို့စောင့်နေကြတော့မလဲဗျာအခုပဲသွားကြရအောင်ဟိုမိစ္ဆာကြီးကလည်းကျုပ်တို့တရွာလုံးကိုတက်စားတော့မယ်လို့စိန်ခေါ်ထားပြီးပြီပဲသူကျုပ်တို့ကိုအရင်မလုပ်ခင်ကျုပ်တို့ဘက်ကနေဥအောင်နှိမ်နှင်းရမယ်ဗျဒီလိုနဲ့ရွာသားစုဟာညာရင်းချင်းပဲဒေါမဖိုင်ယာစီကိုအပြေးလွှားသွားရောက်ပြီးဆရာကြီးဦးဆန်ချာစီမှာအကူအညီတောင်းခံကြပါတော့တယ်ဆရာကြီးဦးဆန်ချာဟာခန္ဓာကိုယ်မြင့်မြင့်တွယ်တွယ်အသက်အရွယ်ရနေပြီဖြစ်တဲ့ပုဂ္ဂိုလ်တူပါသပင်ဖြူဖြူတွေကိုရောင်နှုံထုံထားပြီးမျက်နှာတော်ဟာအေးချမ်းတည်ငြိမ်နေခဲ့ပေမဲ့တစ်ဖက်မှာလည်းပြတ်သားတဲ့အရှိန်အဝါတွေဖုံးလွှမ်းလို့နေပါတယ်အထူးသဖြင့်ဆရာကြီးရဲ့စူးရှာလာတဲ့မျက်လုံးအစုံဟာလူတစ်ယောက်ရဲ့အတွင်းစိတ်ကိုထိုးပေါက်မြင်နိုင်စွမ်းရှိတယ်လို့ပါပဲရွာသားတွေကတဲသူရွာမှာဖြစ်ပျက်ခဲ့တဲ့ထိတ်လန့်စရာအပြက်အားလုံးကိုအစကနေအဆုံးပြောပြနေတော့ဆရာကြီးဟာဘာမှဝင်မပြောဘဲတေချာအာယုံစိုက်ပြီးနားထောင်နေပါတယ်ထူးဆန်းတာကဆရာကြီးရဲ့မျက်နှာမှာအံ့ဩတုန်လှုပ်နေတဲ့အရေးအယောင်လုံးဝမတွေ့ရဘဲအားလုံးကိုကြိုတင်သိရှိနေတယ်လို့တည်ငြိမ်နေခဲ့တာပါဒီဖုတ်ကောင်ကသူ့ရဲ့စွမ်းအားတွေကိုစုဆောင်းလာတာကြားပြီပဲအခုလိုလူရှိသူရှိပြောင်ကြကြထွက်လာပြီးတော့အမဲလိုက်ရဲတယ်ဆိုတာသူ့ရဲ့အစွမ်းတွေကအထွတ်အထိပ်ရောက်နေလို့ပဲပုံမှန်ဆိုရင်ဖုတ်ကောင်တွေကသူတို့ကိုသူတို့ဖုံးကွယ်ထားတတ်ကြတာကွာအခုတော့သူကဖုတ်ကောင်တဲ့ပို့ဆိုတဲ့စုံကဝေလိုမျိုးဖြစ်နေပြီဒါမှမဟုတ်လေသူကိုယ်တိုင်ကကောင်းဝေးတကောင်အဖြစ်ပြောင်းလဲသွားတာလည်းဖြစ်နိုင်တယ်ဆရာကြီးရဲ့စကားကြောင့်ရွာသားတွေဟာသူတို့ရင်ဆိုင်နေရတဲ့ရန်သူကထင်ထားတာထက်ပိုပြီးကြောက်မဖွယ်ရကောင်းနေမှန်းသိလိုက်ရပါတယ်။ဒါကြောင့်ကိုရှိတီဟာသူ့ရဲ့နာကျင်ကြေကွဲမှုတွေကိုအန်တူးရင်ဆရာကြီးဦးဆန်ချာကိုမျှော်လင့်ချက်အပြည့်နဲ့ပြောလိုက်တာပေါ့။သူ့ရဲ့မျက်လုံးတွေထဲမှာတော့ရှစ်လစွာသောဇနီးနဲ့သားလေးအတွက်လက်စားရှိခြင်းနဲ့အညို့အတီးတွေကမီလီယံပမာတောက်လောင်လို့နေတာပေါ့။ဆရာကြီးကျွန်တော်တို့ကိုကူညီပေးပါဗျာအဲ့ဒီမိစ္ဆာကကျွန်တော်မိန်းမနဲ့ကလေးကိုရဲရဲဆက်ဆက်တက်သွားခဲ့တာဗျာကျွန်တော်သူ့ကိုလက်စားရှိခြင်းနဲ့ဆရာကြီးဒီကောင်ကိုအပြစ်နှိမ်နှင်းပေးပါအောင်ဗျာအဲ့ဒီစကားကိုကြားတော့ဆရာကြီးဦးဆန်ချာဟာဘာမှပြန်မပြောသေးပဲမျက်စိကိုမိတ်ထားပြီးအာယုံဝင်စားလိုက်ပါတယ်ဒီအခါအခန်းထဲမှာခဏတာတိတ်ဆိတ်သွားပြီးတဲ့နောက်ဆရာကြီးကမျက်လုံးပြန်ဖွင့်ကကိုရှိတီးကိုအလေးအနက်စိုက်ကြည့်ပြီးပြောလိုက်ပါတယ်ကောင်းပြီငါကူညီပါမယ်ဒီညဟာအဲ့ဒီမိစ္ဆာကိုအပြင်ထွက်လာအောင်ငါတို့ဘိတ်ခေါ်ပြီးအပြက်နေနေမယ်ညပဲဆရာကြီးရဲ့စကားကြောင့်ရွာသားတွေဟာကြောက်စိတ်တွေရှိနေသေးပေမဲ့တစ်ဖက်မှာလည်းအားကိုးရတခုရပြီဆိုတဲ့မျှော်လင့်ချက်တွေကြီးစိုးလာပါတယ်ဒီအချိန်မှာပဲဆရာကြီးကရွာသားအားလုံးကိုအထူးသတိပေးချက်တခုထပ်မံမှာကြားလိုက်တာပေါ့နေဝင်သွားတာနဲ့မင်းတို့တွေအားလုံးလှုပ်လက်စအလုပ်ကိုရဲပြီးအိမ်ထဲကိုအမြန်ဝင်ကြတကားတွေကိုအတွင်းကနေကြက်ထိုးပြီးလုံခြုံအောင်ပိတ်ထားကြပါအိမ်ပြင်ကိုလုံးဝဆင်းမလာခဲ့ကြနဲ့အိမ်ထဲမှာလည်းမီးရောင်တွေအလင်းရောင်တွေကိုလည်းမထွန်းထားကြနဲ့နော်အပြင်ကနေဘာအတမ်းပဲကြာကြာဘလို့အရှိန်မျိုးပဲဖြစ်ဖြစ်တီးကျင်တဲ့စိတ်နဲ့ရှောင်းမကြည့်ကြနဲ့မင်းတို့တီးကျင်စိတ်ဖြစ်မိတာနဲ့အဲ့ဒီမိစ္ဆာကမင်းတို့ရဲ့ခန္ဓာကိုယ်တွေကိုဝင်ရောက်ဘူးကပ်ဖို့အတွက်အခွင့်အရေးရသွားလိမ့်မယ်ဖုတ်ကောင်ဖြစ်ဖြစ်ကဝေဆုံးဖြစ်ဖြစ်အားလုံးကအန်ဒီရဲ့ကြီးတာကြီးပဲ
ဒီလိုနဲ့တဲစုရွာကလေးကရွာသားတွေအားလုံးဟာမျောလင်းချက်အလင်းရောင်တွေနဲ့ရွာကိုပြန်သွားခဲ့ကြတာပေါ့ဒီညဟာတခြားညတွေထက်ပိုပြီးမှောင်မိုင်းနေသလိုပတ်ဝန်းကျင်တစ်ခုလုံးကလည်းတုတ်တန်တစားပင်ကြီးလိုရှောက်ကက်ငိမ့်တယ်လို့နေတာပါတဲစုရွာကြီးတစ်ခုလုံးကိုလည်းထိတ်လန့်စရာကောင်းတဲ့အမောင်တူကြီးကလွှမ်းမိုးလို့ထားပါတယ်တဲစုရွာသားတွေအားလုံးဟာဆရာကြီးမှကြားထားတဲ့အတိုင်းအိမ်ထဲမှာအသက်ရှူဖို့တောင်ကြောက်နေကြသလိုငြိမ်သက်လို့နေခဲ့ကြတာပေါ့အိမ်ရှိတွေမှာလည်းမိအိမ်တစ်လုံးမှမထွန်းရဲကြပါဘူးအကြောင်းကတော့အလင်းရောင်ကဖုတ်ကောင်ကြီးကိုသူတို့စီဆွဲဆောင်ခေါ်ယူသလိုဖြစ်မှာကိုအသေးထိတ်မတက်စိုးရိမ်နေခဲ့ကြလို့ပါပဲအဲဒီအချိန်မှာပဲဆရာကြီးဦးဆန်ရှားဟာရွာလေကကွင်းပြင်မှာတဦးရဲ့မတ်တက်ရက်နေပြီးကာရာမန်နန်တွေကိုစတင်ရွတ်ဆိုပါတော့တယ်ဆရာကြီးရဲ့အတန်ဟာအစာပိုင်းမှာတော့အေးအေးဆေးဆေးနဲ့တည်ငြိမ်နေပေမဲ့မကြခင်မှာပဲရုပ်ဖက်တန်အရှိန်အဟုန်ကမြန်ဆန်လို့လာခဲ့တာပါအဲ့ဒီအတန်တွေဟာဒေါသထွက်နေတဲ့လျှက်စီးတောက်တန်တွေလိုကြောင်မပွဲကောင်းအောင်ထက်မြက်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုတုန်ခါသွားစေခဲ့ပါတော့တယ်ဆရာကြီးရဲ့မန်နန်ရုပ်ဖက်တန်တွေဟာတဲစုရွာရဲ့ထူထပ်လာတဲ့အမောင်တုကိုထိုးပေါက်ပြီးဘုံကွယ်နေတဲ့ဖုတ်ကောင်ကြီးကိုအပြင်ထွက်လာဖို့အတွက်ပြင်းပြင်းထန်ထန်စိန်ခေါ်နေတယ်လို့ပါပဲဒီလူထဲမှာလည်းမန်နန်တွေရဲ့အစွမ်းကြောင့်ထူးဆန်းတဲ့စွမ်းအင်တွေပြည့်လာပြီးမိစ္ဆာနဲ့လူသားတို့ရဲ့အစုံအဖြတ်တိုက်ပွဲကအချိန်မရွေးစတင်တော့မဲ့အချိန်လေးကိုရောက်ရှိလို့နေပါတော့တယ်ဆရာကြီးဦးဆန်ချားရဲ့ကာရာရွတ်ဆိုတဲ့အဆုံးသက်သွားတာနဲ့တပြိုင်နက်တည်းရုတ်တရက်ဆိုသလိုလေပြင်းတွေဟာဝုန်းကနေတိုက်ခတ်လို့လာပါတော့တယ်။အဲ့ဒီလေပြင်းနဲ့အတူရှေးဟောင်းဖျားကျောင်းပြက်ကြီးရဲ့နောက်ဘက်အမောင်တူတွေကနေထွားကြိုင်းလှတဲ့အရိပ်မဲကြီးတစ်ခုဟာလေဟုံကိုစီးပြီးရွာကွင်းပြင်ကိုအရှိန်အဟုန်နဲ့ထိုးဆင်းလာခဲ့ပါတော့တယ်။အဲ့ဒီအချိန်လေတူတစ်ခုလုံးဟာကြောရိုးတဲ့အထိစိမ့်တက်သွားတော့အေးစိမ့်ပြီးကြောင်းမဖွယ်ကောင်းတဲ့အငွေအသက်တွေလွှမ်းမိုးလို့သွားခဲ့တာပါအဲ့ဒီလေပြင်းတွေရဲ့ကြားထဲမှာပဲဖုတ်ကောင်အသွင်ပြောင်းနေတဲ့ဆရာတော်ဦးစန္ဒာဟာရုပ်ရှိဆိုသလိုပေါ်လာပါတော့တယ်ဆရာတော်ရဲ့မျက်နှာဟာအရင်ကောင်းတဲ့ပုံပြက်နေပြီးမျက်လုံးအစုံဟာလည်းသွေးရောင်လွှမ်းကကြောက်မက်ဖွယ်ကောင်းတဲ့မိစ္ဆာအလင်းတန်းတွေထွက်ပေါ်လို့နေတာပါအရင်ကဝစ်စင်ခဲ့တဲ့သင်္ကန်းတွေဟာလည်းစုပ်ပြက်နေပြီးအဲ့ဒီအောက်ကပေါ်ထွက်နေတဲ့အရေးပြားတွေဟာလူသေးတယောက်လိုဖြူရော်လို့နေခဲ့တာပါတကူလုံးမှလည်းမဲနဲ့နေတဲ့သွေးကြောကြီးတွေကဖောင်းကြွားလို့နေပြီးကြီးရသူအပေါင်းကိုပြိုးအန်ခြင်းစရာကောင်းတော့အောင်ယွန်းချွယ်ဖြစ်နေခဲ့ပါတော့တယ်။ဟုတ်ကောင်ကြီးဟာမလုံးမရှက်ရက်နေရင်ဆရာကြီးဦးဆန်ချာကိုရန်ညိုးတွေပြည့်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြီးကဟိန်းဟောက်လိုက်ပါတော့တယ်။ဟေးအဖိုးကြီးမင်းကငါရဲ့အနားယူမှုကိုနှောက်ယှက်ရဲအောင်တတိကောင်းလာကြည်လားမင်းကိုယ်သေးတွင်ကိုတူးနေတာပဲ။ဖုတ်ကောင်ကြီးရဲ့အတန်ဟာလေတူထဲမှာတုန်ခါပြီးကြားရသူတွေရဲ့စိတ်ကိုရှောက်ရှားသွားစေခဲ့ပါတယ်။ဒါပေမဲ့ဆရာကြီးဦးဆန်ရှားကတော့တုံလုံးရှင်းမရှိပဲတည်ငြိမ်ပြတ်သားတဲ့အတန်နဲ့ပြန်လဲတုံ့ပြန်လိုက်တာပေါ့။မိစ္ဆာကြီးမင်းလုပ်ခဲ့တဲ့ကံဟာမင်းစီကိုပဲပြန်လာမှာပါ။မင်းရဲ့ယုံမှမှုတွေအတွက်ဒီညဟာနောက်ဆုံးပဲကွာ။အဲ့ဒီစကားတန်ရဲ့အဆုံးမှာတော့ထူးဆန်းတဲ့အပြောင်းလဲတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ဆရာကြီးဦးဆန်ချားရဲ့ခန္ဓာကိုယ်ဟာတိတိကျကျတုံခါလာပြီးအသက်အရွယ်ရနေပြီဖြစ်တဲ့ဆရာကြီးရဲ့ကြွက်သားတွေဟာလည်းမြင်တွေ့နေရတဲ့အရှိန်အဟုန်နဲ့တင်လင်းမြန်စွာဖောင်းကြွလို့လာခဲ့တာပါ။ဆရာကြီးရဲ့ခန္ဓာကိုယ်ပေါ်ကအင်ဂျီတွေဟာတင်းကျပ်လာခဲ့ပြီးသူ့ရဲ့ကိုယ်တွေကထွက်ပေါ်လာတဲ့မော်အစွမ်းတွေကြောင့်ပတ်ဝန်းကျင်ကလေတူကလည်းတုန်ခါလို့လာပါတော့တယ်။တချိန်တည်းမှာပဲဆရာကြီးရဲ့ကြောပြင်ကနေကြီးမားဝိုင်းဆက်လာတဲ့အတောင်ပံကြီးတစ်ခုဟာအရေးပြားကိုဖောက်ထွက်ပြီးဝုန်းကနေထွက်ပေါ်လို့လာခဲ့တာပါ။ဆရာကြီးရဲ့မျက်နှာဟာလည်းတဖြည်းဖြည်းတွန်းလိန်လို့သွားခဲ့ပြီးမျက်လုံးအစုံဟာဖုတ်ကောင်ကြီးလိုပဲသွေးရောင်လွှမ်းတဲ့အနီရောင်အဖြစ်ကိုပြောင်းလဲသွားပါတယ်။ဒါအပြင်သူ့ရဲ့လက်နှစ်ဖက်မှာတော့ကြီးမားလေးလံလာတဲ့မောင်းစုံကြီးပွေကြီးကိုခိုင်မြဲစွာစုပ်ကိုင်လုပ်ထားတာပါတကယ်တော့ဆရာကြီးဦးဆန်ချာဟာအကျွမ်းထလာတဲ့ကဝေပြန်အတက်ကိုတက်မြောက်ထားသူဖြစ်ပြီးအခုတော့သူကူးခွေတဲ့ကဝေဆရာကြီးတွေကိုခန္ဓာကိုယ်ထဲမှာပူးကပ်ဝင်ရောက်စေကအတက်ပညာချင်းပြိုင်ဆိုင်နေတဲ့ဖုတ်ကောင်ကြီးကိုနှိမ်နှင်းဖို့ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်အခုဆိုရင်သကောဝိုင်းတောင်ပန်ကဝေပြန်ကြီးနဲ့သွေးဆုပ်ဖုတ်ကောင်ကြီးတို့ရဲ့အသေးအလဲတိုက်ပွဲဟာဒေါသတကြီးနဲ့စတင်ပါတော့တယ်ရွာလေကွင်းပြင်မှာတော့တပ်ထုတစ်ခုထိမှန်ပြီးအချိန်အဟုန်ပြင်းလာတဲ့တိုက်ခိုက်မှုတွေဟာလျှက်စီးလက်တလိုမျိုးမြန်ဆန်လွန်းလာပါတယ်။ဖုတ်ကောင်ကြီးဟာမီလီယံပမာတောက်လောင်နေတဲ့ဒေါသတွေနဲ့အတူထက်မြက်လာတဲ့လက်သေးကုတ်ချက်တွေကိုအသုံးပြုပြီးဆရာကြီးစီကိုတိုးဝင်တိုက်ခတ်လို့နေတာပါ။ဆရာကြီးဦးစံချာကတော့သူ့ရဲ့လက်ဆွဲတော်မောင်းစုံကြီးပွေကြီးကိုလေထဲမှာဝှေ့ရမ်းရင်ခုခံကာကွယ်တယ်လို့အခွင့်အာဏာနဲ့ပြန်လဲထိုးနှက်လို့နေတာပေါ့။
ကြည်ပွေကြီးနဲ့ဖုတ်ကောင်ကြီးရဲ့ခန္ဓာကိုယ်ကိုရိုက်မိတိုင်းမြေဟိန်းတန်ကြီးတွေလိုတုန်ခါသွားပြီးပြင်းထန်လာတဲ့အတန်ကြီးတွေထွက်ပေါ်လာပါတော့တယ်။ရိုက်ချက်တိုင်းမှာဖုတ်ကောင်ကြီးစီကနေနာကျင်လွန်းလို့အော်ဟစ်လိုက်တဲ့ဝေဒနာတန်တွေဟာတဲစုရွာရဲ့ညင်းနဲ့ထဲမှာကြောက်မက်ဖွယ်ကောင်းလောက်အောင်ကိုပဲ့တင်ထက်လို့နေတာပါ။ဖုတ်ကောင်ကြီးဟာသူ့ရဲ့သဘာဝလုံခွန်အားတွေရှိနေပေမဲ့လက်နက်မဲ့ပြန်လဲခုခံနေရတာကြောင့်ဆရာကြီးရဲ့ထိုးနှက်ချက်တွေအောက်မှာတဖြည်းဖြည်းအားနည်းလာခဲ့ပါပြီ။အရှင်ရလာတဲ့တိုက်ပွဲအလယ်မှာတော့ဖုတ်ကောင်ကြီးအနှဲငယ်ရိုက်နေသွားတဲ့အခိုက်အတန့်ကိုဆရာကြီးဦးဆန်ရှာကအမိအယအခွင့်ကောင်းယူလိုက်ပါတယ်။ဆရာကြီးဟာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိသမျှအစွမ်းကုန်အားတွေကိုစုစည်းပြီးမောင်းဆောင်ကြည်ပွေကြီးနဲ့ဖုတ်ကောင်ကြီးရဲ့ရင်ဘတ်တက်စီအားပါတရလွှဲရလိုက်ပါတော့တယ်။ဒီရိုက်ချက်ဟာဖုတ်ကောင်ကြီးရဲ့အသက်ဝိညာဉ်ကိုရှုံငိမ့်စေဖို့အတွက်ပြတ်သားတဲ့တိုက်ကွက်တစ်ခုလိုဖြစ်နေခဲ့တာပေါ့။ဝုံဆိုတဲ့အတန်ကြီးနဲ့အတူဖြူဖွေးတောက်ပွားတဲ့အလင်းတန်းကြီးတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ပြီးဖုတ်ကောင်ကြီးကိုလွင့်စင်သွားစေပါတယ်။ဖုတ်ကောင်ကြီးဟာမြေပြင်ပေါ်ကိုအရှိန်နဲ့ကျဆင်းသွားပြီးနာကျင်လုံးလို့ဟိုဘက်ဒီဘက်လူးလိမ့်ကအသေးအတန်အော်ဟစ်လို့နေခဲ့တော့တာပေါ့။ဒီအချိန်မှာပဲဆရာကြီးဦးဆန်ချာဟာအပေါ်မှာဝဲပြန်နေရင်တဖြည်းဖြည်းအောက်ကိုဆင်းကသူ့ရဲ့မောင်းဆုံကြီးပွေကြီးကိုမြေပြင်ပေါ်ရှာခဲ့လိုက်ပါတော့တယ်။ငရဲကိုပြန်သွားပြီးတော့မိစ္ဆာကြီးမင်းရဲ့ဝစ်ကြွေးတွေဒီမှာနဲ့အဆုံးသတ်စေရမယ်။ဆရာကြီးကသူ့ရဲ့စကားတန်ဆုံးတာနဲ့ရင်ဘတ်ထဲမှာအမျက်တနိုးသိမ်းဆဲထားတဲ့လက်ဘဝခန့်ရှိတဲ့အင်းတစ်တာလေးတစ်လုံးကိုထုတ်ယူလိုက်ပါတယ်။အဲ့ဒီအင်းတစ်တာလေးဟာဟောင်းနွမ်းနေပြီမဲ့မြင်ုံနဲ့တင်တစုံတရာတကောအာနုဘော်တွေကိန်းဝင်နေမှန်သိတာလာပါတယ်။အဲ့ဒီနောက်မှာတော့ဆရာကြီးဟာလေတံကိုမြင့်တင်ပြီးအားပါပြတ်သားတဲ့ဂါရာမဏန်တွေကိုရွတ်ဆိုလိုက်ပါတယ်။ဆရာကြီးရဲ့မဏန်တန်တွေကြောင့်ဖုတ်ကောင်ကြီးရဲ့ခန္ဓာကိုယ်ဟာတုံခါလိုလာခဲ့ပြီးမိခိုငွေတွေဟာကြောက်မက်ဖွယ်ကောင်းတဲ့အော်ဟစ်တန်ကြီးနဲ့အတူထွက်လာခဲ့တာပါအဲ့ဒီဝိညာဉ်စိုးလို့မိခိုငွေတွေဟာလေထဲမှာရုန်းကန်နေခဲ့ပေမဲ့ဆရာကြီးဖွေးဟထားတဲ့အင်းတစ်တာလေးရဲ့ဆွဲငင်အားကိုမလွန်ဆန်နိုင်တော့ပါဘူးနောက်ဆုံးမှာတော့အညိုတေကြီးမားလာတဲ့ဖုတ်ကောင်ဟာနာကျင်စွာအော်ဟစ်ရင်အင်းတစ်တာလေးတွေကိုအလုံးအင်းနဲ့စုပ်ယူခြင်းခံလိုက်ရပါတော့တယ်မိစ္ဆာဝိညာဉ်တွေအားလုံးအထဲကိုရောက်သွားတာနဲ့ဆရာကြီးကအင်းတစ်တာကိုအမြန်ပိတ်ပြီးတဲဆုရွာရဲ့ရှောက်ရှားပွဲညကိုအဆုံးသတ်လိုက်ပါတော့တယ်။ဆရာတော်ဦးစတန်နာရဲ့ဝိညာဉ်စုထွက်ခွာသွားတာနဲ့တပြိုင်နက်တည်းဆရာကြီးဦးစတန်ချာဟာလည်းကဝေပြန်အသွင်ကနေတာမန်လူသားတစ်ယောက်အဖြစ်ပြန်လဲပြောင်းလဲလိုက်တော့တာပေါ့။မြေပြင်ပေါ်မှာလဲနေတဲ့ဆရာတော်ဦးစန္ဒာဟာလည်းကြောက်မက်ဖွယ်ကောင်းတဲ့ဖုတ်ကောင်အသွင်တွေပျောက်ကွယ်သွားခဲ့ပြီးတာမန်လူသားတစ်ယောက်ရဲ့ရုပ်အလောင်းအဖြစ်ပြန်လဲရောက်ရှိလို့သွားခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီရုပ်အလောင်းဟာသွေးသားတွေခန်းလျှောက်ပြီးအယိုးပေါ်အရေးတင်ဖြစ်နေတဲ့ရှောက်ကက်ကက်ရုပ်အလောင်းကြီးတစ်ခုအဖြစ်သာကြံ့ရစ်လို့နေခဲ့တာပါ။အရာအလုံးပြီးဆုံးသွားတဲ့အခါမှာတော့ရွာသားတွေဟာစုပေါင်းပြီးဆရာတော်ရဲ့ရုပ်အလောင်းကိုမိတကြိုပေးလိုက်ကြပါတယ်။ဆရာတော်ဟာနောက်ပိုင်းမှာမိစ္ဆာအဖြစ်ပြောင်းလဲသွားခဲ့ပေမဲ့အရင်ကရွာအပေါ်မှာထားခဲ့တဲ့ကျေးဇူးတရားနဲ့ကောင်းမှုကုသိုလ်တွေကိုထောက်ထားပြီးလူသားတရားအနေနဲ့နောက်ဆုံးခရီးကိုပို့ဆောင်ပေးခဲ့ကြတာပါ။အဲ့ဒီညကစပြီးတဲစုရွာမှာတရိတ်ဆန်တွေထူးထူးဆန်းဆန်းတည်ဆုံးတာမျိုးမရှိတော့ပဲအရင်လိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ကြီးလက်ဘဝလေးကိုပြန်လည်ရရှိသွားပါတော့တယ်။ဒီကနေ့ရဲ့ဇာတ်လမ်းလေးကိုအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ။